ဟာခါတာတိုင်းပေါ့နော်ဒီဟာခါကိုတိုက်ဖို့ဟာဟာခါတာတိုင်းမှာတာဝန်ရှိတယ်အဲ့ဒါဆိုတော့မခုံမကပ်ပေးနဲ့ကျွန်တော်တို့တိုက်ဖို့လိုတယ်ကျွန်တော်တို့မင်းတပ်မှာကျွန်တော်တို့ဒီရန်ပုံငွေတွေစကောက်တော့ကျွန်တော်တို့ပြည်သူ့အုပ်ချုပ်ရေးနဲ့ကျွန်တော်တို့ CDF ကနေပြီးမှဒီချွန်းချက်ပေးထားတဲ့လူတွေကျွန်တော်တို့အခေါ်တော့ဟိုပါပေါ့ဟင်းနူလို့ခေါ်တာပေါ့နော်ပမာလို့ဆိုရင်မုတ်ဆိုးမပေါ့မုတ်ဆိုးမတို့ဒုက္ခိတတို့ကအစဒီကျွန်တော်တို့ကင်းလို့ခွင့်ပေးထားရဲ့သားနဲ့ကိုဒါတို့ရဲ့ဟိုပါဝင်တဲ့နဲ့ပါဝင်ထိုက်တဲ့ဟာကိုတို့အကုန်လုံးပါတယ်ကျွန်တော်တို့မင်းတပ်ရဲ့69ရာခိုင်နှုန်းအားကဒီပြည်သူတွေပြည်တွင်းပြည်ပပဲဖြစ်ပြည်တွင်းရောပြည်ပရောအကုန်လုံးပါတယ်ကျွန်တော်တို့နောက်ဆိုလို့ရှိရင်ကျွန်တော်တို့ရာချီရှိတယ်ဟိုနွားတို့ဒီဝက်တို့ချက်တို့ဆိုရင်ကျွန်တော်တို့ရေဖို့တောင်မှမသိတော့ဘူးဆိုတော့ကျွန်တော်တို့ ਨੇ အတူလာတိုက်တဲ့ကျွန်တော်တို့မဟာမိတ်တွေကျွန်တော်တို့ကောင်းကောင်းထောက်ပို့ပေးနိုင်တယ်ဒီစားစရာအတွက်ပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်ဒီဟာမတိုက်ခင်မှာဒါဟိုတော်တော်များများလဲတွေ့ကြပါလိမ့်မယ်ကျွန်တော်တို့ဒီမင်းတပ်ကကျွန်တော်တို့ရဲ့CDF ရဲပေါ်တွေကဒီကျွန်တော်တို့ဒီ uniform တို့ဘာတို့ထက်ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့စုတာဒီဟိုပါပေါ့ကြီးကျွန်တော်တို့စုတယ်ပြီးရင်ဆေးပစ္စည်းစုတယ်ပြီးရင်စားဖို့အတွက်ကိုကျွန်တော်တို့စုတယ်ဒါဒီအားလုံးကပတ်စံရလို့တယ်ပတ်စံလဲအရန်ကုန်တယ်ဒါကျွန်တော်တို့မင်းတပ်ဆိုဟာခါနဲ့ရှင်မယ်ဆိုရင်ဒါမြို့ကတေးတယ်ဆိုပင်တောင်မှဒီမြို့သိမ်းဖို့ဟာကတော်တော်လေးကိုတန်ဖိုးကြီးကြီးနဲ့ပေးပြီးမှသုံးစွဲပြီးမှကျွန်တော်တို့ရဲပေါ်ရဲ့ဟိုဟာနဲ့ဒီဟာကိုသိမ်းနိုင်တာဖြစ်တယ်ဆိုတော့ဟာခါအနေနဲ့ကလည်းဒီခိုကချင်းမရှိဘဲနဲ့လူတိုင်းကသူ့ရဲ့တတ်နိုင်တဲ့နေရာကနေပါဝင်ပြီးမှဒါကိုထောက်ဖို့မှာပါဖို့လိုတယ်ဒီမှာတခုကကျွန်တော်မင်းတပ်မှာကျွန်တော်တို့ဒီပြည်ပကနေပြီးမှဒီထောက်ဖို့ဒီအနေနဲ့ဒီစစ်စင်ရေးနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့ဟိုလုံးဝဝင်မဆွတ်ဖက်ဘူးအဲ့ဒါဆွတ်ဖက်ပြီးဆိုရင်ဒါပြဿနာတော်တော်လေးကိုရှုပ်တယ်ဆိုတော့ကျွန်တော်တို့ပြည်သူဒီထောက်ဖို့တဲ့ဟာလူတွေကကျွန်တော်တို့အဓိကသူတို့စစ်တိုက်နိုင်ဖို့ကိုကျွန်တော်တို့လိုအပ်တဲ့ဒီပစ္စည်းရတွေလိုအပ်တဲ့ကရိယာတွေကိုကျွန်တော်တို့ဖြည့်ဆည်းပေးဖို့ကကျွန်တော်တို့တာဝန်ဖြစ်တယ်ကျွန်တော်တို့ကဟိုဟာလုပ်ပါဒီဟာလုပ်ပါဆိုပြီးမှဟိုတွားပြောလို့မရဘူးပြီးရင်နောက်တစ်ခုကဒီခေါင်းဆောင်ဟိုကျွန်တော်တကယ်လုပ်မဲ့လူတွေကိုဟိုခေါင်းဆောင်အနေနဲ့တင်ဖို့လိုတယ်ဒါဟိုတော်တော်များများကကျွန်တော်တို့ရဲ့စစ်ချုပ်ကိုထန်ချုံပေဟိုရှိတယ်လူကတော့အားနည်းချက်ရှိမယ်ဒါပေမဲ့ဒီကျွန်တော်တို့ရဲ့တတ်ဒီပြောင်းလဲမှုပိုင်းကိုကျွန်တော်တို့ကနှိမ့်နေချပြီးမှကျွန်တော်တို့လုပ်ခဲ့တာဟိုအထက်အောက်ဒီအမိန့်စီးဆင်းမှုကတခုတည်းဖြစ်ဖို့လိုတယ်ကျွန်တော်တို့စစ်စတိုက်ပြီးဆိုရင်အဲ့ဒါမရှိဘူးဆိုရင်တော့ဟိုတော်တော်လေးကိုအခက်အခဲရှိလိမ့်မယ်ဆိုတော့ဟိုထောက်ပို့ပိုင်းလိုမယ်ပြီးရင်ဒါခေါင်းဆောင်မှုပိုင်းကောင်းဖို့လိုမယ်ပြီးရင်ဒီကြိုတင်ပြင်ဆင်ထားရမယ့်ဟာပေါ့ဥပမာကျွန်တော်တို့မြို့တိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စစ်တိုက်တာဖြစ်တဲ့အတွက်ပျက်စီးမှုတွေအများကြီးရှိလိမ့်မယ်ဒါအိမ်ကြီးလဲမီလောင်တဲ့ဟာရှိမယ်ပြက်မဲ့ဟာရှိမယ်ဒီကြာဆုံးတဲ့ရဲဘော်တွေလည်းရှိမယ်ဒါကိုအပြစ်မပြောဖို့ပြည်သူလူထုကိုနားလည်အောင်ရှင်းပြဖို့ဒါလည်းအရင်အရေးကြီးတယ်ဒါစစ်တိုက်ပြီဆိုတာနဲ့စစ်ကဟိုအထကျွန်တော်တို့ဟိုဘာနဲ့ရိုက်တယ်လို့မျိုးမဟုတ်တဲ့ခါကျတော့ကျွန်တော်ဆုံးရှုံးမှုတွေအများကြီးရှိလိမ့်မယ်ဆိုတော့အဓိကတော့ကျွန်တော်တို့ဒီပြည်သူတွေကလည်းဒီဟာကိုနားလည်ဖို့လိုမယ်ဒီ support လုပ်ဖို့လိုမယ်ဒီစစ်တပ်ရဲ့ဒီအမိန့်ပြီးမှုစနစ်ကတော့ဟိုအဓိကအချက်ပေါ့နော်ရုပ်ဝတ္ထုဘလောက်ပဲပြီးဆုံးဒီစီကံပိုင်းအမိန့်ပေးမှုစနစ်ပိုင်းလိုအပ်ပြီးဆိုရင်တော့ဟိုအားနည်းချက်တွေအများကြီးရှိလိမ့်မယ်ဆုံးရှုံးမှုတွေလည်းလိုအပ်တာထက်ပိုများလိမ့်မယ်ဆိုတော့ကျွန်တော်ကတော့ဒီအကြံပေးချင်တာတော့ဒါဒီတက်ကဟိုဒီအမိန့်ပေးမှုစနစ်ပေါ့နော်ဒါဟိုလုံးဝကောင်းကောင်းဟိုခိုင်မာရမယ်ပြီးရင်
ဒီ supporting လုပ်တဲ့လူတွေကလည်းလိုအပ်တဲ့ဟာကိုကျွန်တော် 100% ကတော့ဘလို့မှမဖြစ်စီစိတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တတ်နိုင်တဲ့ဟာအတတ်နိုင်ဆုံးဟာကိုကျွန်တော်တို့ဖြစ်စီပေးရဥပမာစစ်ပွဲဖြစ်လာပြီဆိုလို့ရှိရင်တွေးလို့လာမယ်ဒီတွေးလို့လာမဲ့ဟာအတွက် ready ဖြစ်ပြီလားစားဖို့ ready ဖြစ်ပြီလားနော်လေရင်လာရင်ကျွန်တော်တို့ဘလို့လွင်ပြီးမှဘလို့တွန်းလာမလဲဆိုတဲ့ဟာတွေကအစပေါ့နော်ဒါတွေကကျွန်တော်တို့အတွေ့အကြုံအရာရေးကြည့်တယ်ဒါကျွန်တော်တို့ဆိုရင်လည်းမင်းတပ်ကိုလွယ်ကူကူနဲ့တိုက်ခဲ့ရတာမဟုတ်ဘူးကျွန်တော်တို့နှစ်နဲ့ချီပြင်ဆင်ပြီးမှတိုက်ခဲ့ရတယ်ကျွန်တော်တို့ရဲဘော်တွေကတိုက်ခဲ့ရတယ်ကျွန်တော်တို့ကတော့ထောက်ပို့ပေါ့နော်ဒီကနေပြီးမှတတ်နိုင်တဲ့နေရာနေပြီးမှဒီထောက်ပို့ပေးရတဲ့ဟာပေါ့ဆိုတော့ဟာခါကိုကတော့တိမ့်မယ်ဆိုရင်တော့စကားကသူဟာနဲ့သူကျွန်တော်တို့ကိုရော့ခင်ဗျားတို့ဒီမျိုးကိုယူလိုက်ပါဆိုပြီးမှတော့ထားသွားမှာမဟုတ်ဘူးကျွန်တော်တို့မတိုက်ရင်တော့ရမှာမဟုတ်ဘူးချင်းပြည်နယ်မှာကျွန်တော်တို့အခုတိုက်ဖို့ကအများကြီးနေရာမရှိတော့ဘူးဒီတိတိမရှိမယ်ကျွန်တော်တို့ဟာခါရှိမယ်ဆိုတော့မတိုက်ပဲနဲ့တော့ကျွန်တော်တို့ဒီတိုင်းထားရင်တော့စကားကတော့ကျွန်တော်တို့ကိုအဆင်ပြေပါတယ်ဆိုပြီးမှလက်ဆွဲနှုတ်ဆက်ပြီးမှအလံဖြူထောင်ပြီးမှထွက်သွားမှာမဟုတ်ဘူးကျွန်တော်တို့ကတိုက်ဖို့လိုတယ်ကျွန်တော်ကြံပေးချင်တာတော့ဒါတိုက်မယ်ဆိုတဲ့ဟာတော့လုံးဝမှန်ကန်တဲ့ဟာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်တကယ်လို့စစ်တိုက်လာပြီဆိုရင်တော့ဆုံးရှုံးမှုတွေပေးဆရမှုတွေကတော့ကျွန်တော်တို့အများကြီးရှိမှာပဲဒါလူရှိမယ်ငွေရှိမယ်တော်တော်များများဒီဆုံးရှုံးမှုတွေအိမ်ကြီးအစပေါ့နော်ပျက်စီးသွားတဲ့ဟာတွေကအများကြီးရှိမယ်ဒါမဲ့ဒါတွေကိုကြောက်နေရင်ကျွန်တော်တို့အစကတည်းကလက်နဲ့မကင်ပဲနဲ့နိုင်ငံရေးလမ်းနဲ့သွားဖို့ပဲရှိတယ်ဒါမဲ့ကျွန်တော်တို့လက်နဲ့ကင်လာပြီဆိုရင်တော့ဒါတိုက်ကိုတိုက်တင်တယ်တကယ်လို့ကျွန်တော်တို့ခင်ဗျားတို့ဒီဟာခါကိုစတိုက်ပြီဆိုရင်တော့ကျွန်တော်အမြင်ကတော့တခြားဒီကျွန်တော်တို့ချင်းညီနောင်ဒီညီကိုဒီပေါ့နော်ညီနောင်မဟုတ်ပဲနဲ့ညီကိုဒီကျွန်တော်ချင်းညီကိုဒီဘလို့ပဲကိုယ်လွေးမှုရှိသည်ဖြစ်စေသူတို့ကလည်းတတ်နိုင်သလောက်ကူမယ်လို့တော့ကျွန်တော်တို့အပြီးအဝယုံကြည်တယ်အဲ့ဒီဟာဒီချင်းပြည်မှာကျွန်တော်တို့ဒီနိုင်ငံရေးနည်းနဲ့လုပ်လို့ရမယ်နည်းနဲ့အောင်မြင်မယ်ဆိုရင်တော့ကျွန်တော်တို့အောင်မြင်တာဒီကျွန်တော်တို့မဟုတ်တနိုင်ငံလုံးအောင်မြင်တာကြပြီပေါ့ဒီလက်နဲ့မကင်ပဲနဲ့ဒီအနုနည်းနဲ့လုပ်မယ်ဆိုရင်ကျွန်တော်လက်နဲ့စကင်ပြီဆိုတော့ဒါကျွန်တော်တို့တိုက်ဖို့လိုတယ်ကျွန်တော်တို့တိုက်ဖို့အတွက်ကဒါထောက်ဖို့လိုတယ်ထောက်ဖို့လိုတဲ့အတွက်ဒါကျွန်တော်တို့အတွေ့အကြုံကိုကျွန်တော်တို့ share ပေးတာကတော့ဒါဟာခါတာကြီးမခုမကပဲနဲ့ကိုယ့်ရဲ့ကြာရတာဝန်လိုရဒီကြာတဲ့တာဝန်ကိုတတ်နိုင်တဲ့ဟာနဲ့အဖက်ကနေဒါsupport ပေးဖို့ပေါ့နော်အဲ့ဒါကိုကျွန်တော်အကြံပေးချင်ပါတယ်